ဂျောင်ညင်ဝမ်ဟာတည်ဆုံးသွားပြီလို့လူတိုင်းကယုံကြည်ထားကြပေမဲ့ဒီတည်ဆုံးမှုဟာသူ့ရဲ့လှုပ်ဝက်စစ်စင်ရေးအတွက်အစီအစဉ်တစ်ခုသာဖြစ်တယ်ဆိုတာကိုသူတယောက်ပဲသိထားပါတယ်။တစ်ဖက်မှာတူမဖြစ်သူချန်ဟာသူမရဲ့တူဦးသီးသောမိသားစုဝင်ကိုရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အတွက်စိတ်သက်တွေပြိုလဲကျနေပါတယ်။ဂျင်ဝမ်ကနောက်ကွယ်မှာပုံအောင်နေပြီးအဖွဲ့တစ်ခုကိုဦးဆောင်ကရက်ဆက်ကြမ်းကြုတ်တဲ့ထိပ်တန်းရာဇဝတ်အဖွဲ့ကြီးဘေဘီလုံထဲကိုထိုးပေါက်ဝင်ရောက်ခါသူတို့ရဲ့လှုပ်ဝက်အချက်အလက်တွေကိုခိုးယူဖို့အရာအလုံးကိုစွန့်စားနေရပါတယ်။ဒီဟန်ဆောင်တည်ဆုံးမှုကြောင့်ရာဇဝတ်လောကနဲ့တရားဥပဒေစိုးမိုးရေးကြားမှာတည်စေလောက်တဲ့လိုက်လံဖမ်းဆီးမှုတစ်ခုကိုစတင်ဖြစ်ပေါ်စေပါတော့တယ်။မိန်းကလေးကရဲစီကနေဖုန်းခေါ်ဆိုမှုကိုလက်ခံရရှိခဲ့ပြီးသူမရဲ့လောကမှာတူဦးသောဦးလေးဖြစ်သူရုတ်တရက်ကွယ်လွန်သွားပြီလို့အကြောင်းကြားခံခဲ့ရပါတယ်။နောက်ပိုင်းမှာသူမဟာရင်ခွဲရုံထဲမှာသူ့ရဲ့ရုပ်လောင်းကိုကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရပါတယ်။အမှန်တကယ်တော့နေရာတစ်ခုမှာတူဦးလေးကအသက်ရှင်လျက်ရှိနေပါသေးတယ်။သူဟာဒီဟန်ဆောင်တည်ဆုံးမှုကိုသူမကိုမပြောပြပဲကြိုတင်စီစဉ်ခဲ့ကရှုပ်ထွေးတဲ့စီစဉ်တစ်ခုကိုလှုပ်ဆောင်နေပုံရပါတယ်။ညဘက်ချိန်မှချင်းဟာလုပ်ပေါ်ကိုင်မဲ့၃ယောက်နဲ့လှုပ်ဝက်တွေ့ဆုံပြီးသူတို့ရဲ့တာဝန်ကဘေဘီလုံးရဲ့အဖွဲ့အစည်းအတွက်အရေးကြီးဆုံးလှုပ်ဝက်အချက်လက်တွေသိသိထားတဲ့စာပါဒေတာကိုခိုးယူဖို့ဖြစ်ပါတယ်။အဲ့ဒါကိုလှုပ်ဆောင်ဖို့လုပ်ပေါ်ကိုင်မဲ့တယောက်ကဘေဘီလုံးရဲ့လုံခြုံရေးအကြီးအကဲစီကိုစတော့ဈေးကလင်းတစ်ခုပေးပို့လိုက်ပါတယ်။လုံခြုံရေးအကြီးအကဲကလင်းကိုနှိပ်လိုက်တဲ့အခါလုပ်ပေါ်ကိုင်ဘက်ကသူ့ဖုန်းပေါ်မှာ software ကိုအောင်မြင်စွာထည့်သွင်းလိုက်ပြီးအဆောက်ရဲ့ ID ကတ်ကိုပုံတူကူးယူလိုက်ပါတယ်။ပြီးတဲ့အခါဂျင်းနဲ့သူ့အဖွဲ့သားတွေကကုန်တင်ကားတစ်စီးကိုပတ်ဝန်းကျင်တန်ရှင်းရင်အသွင်ပြောင်းလိုက်ပါတယ်။ဘေဘီလုံရဲ့ခြံဝင်းဟာတင်းကျပ်တဲ့လုံခြုံရေးစနစ်နဲ့ပိတ်ဆို့ထားပြီးမဲ့ခွင့်ပြုချက်ရထားတဲ့ကန်ထရိုက်တာကအဖွဲ့အစည်းရဲ့စွန့်ပစ်ပစ္စည်းတွေကိုအပတ်တိုင်းလာယူရပါတယ်။ဒါကသူတို့အတွက်ခိုးဝင်မှုတစ်ခုတည်းသောအခွင့်အရေးဖြစ်ပြီးသူတို့ရဲ့နီးပြူဟာကိုအပိသက်ပြီးတာနဲ့စစ်စင်ရေးကစတင်လိုက်ပါတယ်။နောက်တစ်နေ့မှာအဖွဲ့ဝင်တယောက်ဖြစ်တဲ့ပါကတန်ရှင်းကားကိုခြံဝင်းတီမောင်းနေလာပါတယ်။မျောလင်းထားတဲ့အတိုင်းဂိတ်အဆောင်ကမရင်းနှီးတဲ့ရင်မောင်းကိုမြင်တော့တတိထားကသူ့ကိုရက်တက်စေလိုက်ပြီးအနီရောက်ရောင်ကြီးနဲ့စကန်ဖတ်လိုက်တဲ့အခါရင်တွင်းထဲမှာဆလင်ဒါပုံးတွေအများကြီးတွေ့တာကြောင့်အဆောင်ကထွက်လာဖို့အမိန်ပေးလိုက်ပါတယ်။ပါကအမိန်ကိုလိုက်နာပြီးကွန်တိန်နာတွေကိုဖွင့်လိုက်ပါတယ်။ဆေးရုံကနေတဲလာတဲ့စွန့်ပစ်သွေးရည်တွေကိုမြင်တော့မှကျင်းနေသွားတဲ့အဆောင်တွေကကားကိုလွတ်ပေးလိုက်ပါတယ်။ရင်ကခြံဝင်းထဲကိုဝင်ရောက်လာတဲ့အခါဂျောင်ဝဲရဲ့အဖွဲ့သား2ယောက်ကတိုင်နီတွေအတွင်းကနေတိတ်ဆိတ်ထွက်လာကအပေါ်ကသွေးအိတ်တွေဟာသူတို့ကိုဖုံးကွယ်ပေးထားတာအသာဖြစ်ပါတယ်။သူတို့နှစ်ယောက်အတွင်းကိုပေးခဲ့တော့ရောက်သွားပြီးတဲ့အခါဂျင်းဟာစိုးရိမ်စရာသတင်းတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ဒီကြတာဝန်တစ်ခုမှာတာဝန်ကျနေတဲ့အဖွဲ့သားနောက်တစ်ယောက်ဟာဇေဝစ်စင်တာမှာဒဏ်ရာရသွားပြီးအဖွဲ့အစည်းရဲ့ကြီးစားတပ်ဖွဲ့ကအဲ့ဒီကိုသွားနေတယ်လို့သိလိုက်ရပါတယ်။အခြားရွေးစရာမရှိတော့တဲ့အတွက်ဂျင်းကသူ့လုပ်ပေါ်ကိုင်မဲ့2ယောက်ကိုယာယီဆုတ်ခွာဖို့အမိန်ပေးလိုက်ရပါတယ်။အော်တယောက်တည်းကိုပဲတာဝန်ပြီးမြောက်ဖို့ထားခဲ့ကအစီအစဉ်တိုင်းအော်ကအမျိုးသားအိမ်သာကိုသွားပြီးအပေါ်ကလေဝင်ပေါက်ထဲကိုတက်ခါဟက်ကင်ပစ္စည်းတွေတက်ဆင်လိုက်ပါတယ်။ဒါကခြံဝင်းတွင်းကမြင်ကွင်းကိုပြင်ပမှာရှိတဲ့ပါကစောင့်ကြည့်ဖို့အတွက်ပါချိန်ထဲမှာဘေဘီလုံးရဲ့အဓိကအဖွဲ့ဝင်တယောက်ဖြစ်တဲ့ဘဲရဲ့ပုံစံတိုင်းပြုလုပ်ထားတဲ့အသက်ဝင်တဲ့ဆီလီကွန်မျက်နှာဖုံးတုကအစင်းသင်းဖြစ်နေပြီးလူတစ်ယောက်ကမျက်နှာဖုံးကိုဆွတ်ကသူ့လေပင်ပေါ်မှာအသက်မြောင်းကရိယာကိုတက်ဆင်ကဘဲအဖြစ်ဟန်ဆောင်ပြီးဝင်ရောက်ဖို့ကြိုးစားပါတယ်။သူကသူ့ ID ကတ်ကိုဂိတ်ဆောင်တီပေးလိုက်ပြီးအော်ကထောက်ထားစီစဉ်မှုစနစ်ကိုအဝေးကနေ hack လုပ်ပြီး ID ကတ်ကိုတီးပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာဘဲအဒီမနက်ကခြံဝင်းထဲမှာဝင်ရောက်ခဲ့ပြီးသားဖြစ်ပြီးသူထွက်သွားတဲ့မှတ်တမ်းမရှိတဲ့အကြောင်းသူကဘယ်လိုပြန်ရောက်လာနိုင်မှာလဲဆိုပြီးနောက်ဆုံးတစ်ယောက်ကတန်တရားဝင်လာပါတယ်။ကံကောင်းတာကအဖွဲ့သားတွေကဒီအတွက်ကြိုတင်ပြင်ဆင်ထားကြပါတယ်။ hacking ကွန်ရက်ကိုသုံးပြီးတာဝန်ကျအရာရှိအဖြစ်ပတ်ကဘဲမှာနေလေအတွက်အပြင်ဘက်မှာတနက်ပစ်ပွဲတစ်ခုရှိတယ်လို့ပြောဆိုလိုက်တာကြောင့်အဆောင်ကဘဲကားရဲ့ခီးတဲ့ထိုင်ကုန်ဘေးမှာတနက်ကိုမြင်တဲ့အခါလုံခြုံရေးအကြီးအကဲကယုံကြည်သွားပါတယ်။ဒါပေမဲ့ငယ်ရွယ်တဲ့အဆောင်တွေကလှုပ်ထုံးလုံနေအတိုင်းလှုပ်ဝက်ကုတ်ကိုတောင်းဆိုပါတယ်။ထိတ်လန့်သွားတဲ့အော်ဟာကုန်တင်နေကြတဲ့မှာရွှေရုပ်တွေရှာဖွေပြီးနောက်ဆုံးစက္ကန့်မှာလှုပ်ဝက်ကုတ်ကိုရှာတွေ့ကမှန်ကန်တဲ့ကုတ်ကိုပြောဆိုလိုက်တဲ့အခါမှာတော့ဘဲဖြစ်ဟန်ဆောင်ထားတဲ့သူကခြံဝင်းထဲကိုဝင်ရောက်ခွင့်ရသွားပါတော့တယ်။မကြခင်မှာဂျောင်ဝမ်ဟာတနက်တီပြန်ရဖို့အကြောင်းပြချက်နဲ့လက်နက်တိုက်ထဲကိုဝင်ရောက်ခွင့်ရသွားပြီးသူကအဆောက်ကိုတိုက်ခိုက်ခါတိုလောင်ကန်းဝင်ခွင့်ကတ်ကိုရယူကအသစ်တီထွင်ထားတဲ့ပောက်ကွဲစီတဲ့ပစ္စည်းတွေကိုအိတ်ထဲထည့်လိုက်ပါတယ်။ဒီချိန်ထဲမှာရေအောက်ဆာဝါကန်ကပုံမှန်စစ်ဆေးမှုအတွက်ရေမြင့်တဲ့ပင်ပေါ်ကိုတက်လာပါတယ်။သူတို့မှမိနစ်20ပဲရှိပြီးဂျင်ဝမ်ရယူထားတဲ့ပောက်ကွဲစီတဲ့ပစ္စည်းတွေဟာအဓိကဒေတာတွေသိသိထားတဲ့ဆာဝါကန်ကိုဖောက်ခွဲဖို့ပဲဖြစ်ပါတယ်။အစာပိုင်းမှာအရာအလုံးချုံးမွေးစွာဆက်လက်သွားနေပေမဲ့လက်နက်တိုက်အတွင်းကအစစ်မြစ်လုံခြုံရေးဆက်ရုပ်ကအတူရောင်တဲ့တကယ်ဘဲကြားကဘိုင်ယိုမက်ထရစ်ကိုက်ညီမှုမရှိတာကိုသိရှိသွားပါတယ်။ဆက်ရုပ်ကတိုက်ခိုက်ရေးပုံစံကိုပြောင်းလဲလိုက်တဲ့အခါဂျင်းကပထမဆုံးထိုးနှက်လိုက်ပြီးဆက်ရုပ်နဲ့ပြင်းထန်တဲ့တိုက်ပွဲကိုစတင်လိုက်ပါတယ်။ဆက်ရုပ်ကမစုံမနဲ့တိုက်ခိုက်ပြီးဂျင်းကခိုင်နိုင်ရှိဖို့ရုန်းကန်နေရပါတယ်။မိနစ်20အချိန်ကကုန်ဆုံးလာတဲ့အခါသူ့မှာရွေးချယ်စရာမရှိတော့ပဲအရာအလုံးကိုစွန့်စားပြီးဆက်ရုပ်ကိုကြီးစံမိုးတွေရွာသလိုပစ်ခတ်လိုက်ပါတော့တယ်။ပူဆိုးသွားတာကပွဲစည်းတင်းကဝန်ထမ်းတွေကတခုခုမှားနေတယ်လို့ခန်းစားမိလာပါတယ်။သူတို့တေချာတာက
ခိုးဝင်သူတယောက်ရောက်ရှိနေပြီးဘဲဖြစ်ဟန်ဆောင်ထားတယ်ဆိုတာပါပဲအဆောင်နှစ်ယောက်လက်နက်တိုက်တဲ့ကိုစစ်ဆေးဝင်လာပြီးမဲ့ကန်ကောင်းတာကဂျင်ဝမ်ကချက်ချင်းတုံ့ပြန်ပြီးသူတို့ကိုချိန်မုန်းလိုက်ပါတယ်မိနစ်20ကအချိန်ကကုန်ဆုံးသွားပြီးဆာဘာကရေအောက်ကိုနောက်တစ်ခါနှိမ့်မြုပ်တော့မဲ့အချိန်အကြီးကျယ်ဆွန်စားပြီးဆာဘာကိုအဆောင်ကျက်လုပ်နေတဲ့ကြီးစားတပ်သားတွေနဲ့ပြင်းထန်စွာတိုက်ခိုက်ပါတယ်သူတို့ကိုအနိုင်ယူပြီးတဲ့အခါဆာဘာရဲ့စဉ်းသက်မှုကိုရပ်တန့်မှုခလုတ်ကိုလင်မြန်နှိပ်လိုက်ချိန်ဂျင်ဝမ်ကအဲ့ဒီချိန်မှာအတိအကျရောက်လာပါတယ်ဒူကလှုပ်ဆောင်ရင်ဆာဘာခန်းတွင်းမှာဆက်ပစ္စည်းတွေတက်ဆင်လိုက်ကအပြင်ကလောက်ပေါ်ကိုင်ဘက်ကိုစနစ်တဲကိုဟက်ကဝင်ရောက်စေပါတယ်မမျော်လင့်မဲ့ကြီးစားတပ်သားတွေကတယောက်ကအလန်းကလုတ်ကိုနှိပ်လိုက်ပါတယ်ချက်ပေးတဲ့နေတစ်ချံလုံးမြည်လာပြီးအကြီးကဲရရှိတွေကချက်ချင်းစုံစမ်းစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်ရုတ်တရက်စစ်ဆေးကန်းရဲ့တကားကပောက်ကွဲတဲ့သူပြိုကျသွားပါတယ်မိခိုးနဲ့ပျက်စီးတွေကြားကလေးကနေဂျင်ဝမ်ထွက်ပေါ်လာပြီးသူ့စီလီကိုမျက်နှာဖုံးကိုဆွတ်ဖြဲပြစ်လိုက်ပါတယ်ဘဲဟာဂျင်တက်ရှင်နေတုံးဆိုတာကိုမြင်တွေ့သွားတော့အံ့အားတင်သွားပြီးကြီးစံတောင်းကသူ့စီပြန်ဝဲလာကဘဲရဲ့ကြီးစားတဲ့သားတွေပြေးလာကြပါတယ်ဂျောင်ဝမ်ကကိုအောင်ရင်သူ့လမ်းမှာတိုက်ခိုက်သွားပြီးမဲ့အပေါ်ထက်ကရဲရင်ကွဲစီသွားတဲ့လန်ကူလက်မှာဘဲကကြားဖြတ်လိုက်ပါတယ်သူတို့နှစ်ယောက်ကြားမှာတေးစီလောက်တဲ့ပြိုင်ဆိုင်မှုတစ်ခုဖြိုသွားခဲ့ပေမဲ့ဘဲကနေမြေအားသာကျအောင်လွတ်မြောက်သွားပါတယ်ချိန်ထဲမှာအောထောင်ထားတဲ့ပောက်ကွဲစီတဲ့ပစ္စည်းတွေပောက်ကွဲသွားပြီးစာပါခန်းတစ်ခုလုံးပြိုကျသွားပါတယ်ရုံးရည်ဆန်ခတ်ကိုအခွင့်ကောင်းယူပြီးဂျင်ဝမ်ကခေါင်းမိုးပါရဲရင်ကွင်းစီထွက်ပြေးသွားပေမဲ့အဖွဲ့အစည်းရဲ့အမှုဆောင်တွေနဲ့ကြီးသားတပ်သားတွေကသူ့နောက်ကိုလိုက်ဖမ်းကလက်လက်ချဖို့အမိန့်ပေးပါတယ်ကန်ကောင်းတာကသူ့လုပ်ဖို့ကိုင်ဘက်နှစ်ယောက်ကရဟန်းရင်နဲ့အချိန်မီရောက်လာကရန်သူရဲ့ပြင်းထန်တဲ့တနက်ပြစ်ခတ်မှုတွေကြားမှာပဲကျောင်းဝမ်းဟာရဲရင်ပေါ်ခုန်တက်ပြီးဘေးကင်းစွာထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်စီနီမှုပြီးမှဘဲတဲ့သူ့ထက်ရရှိကကျောင်းဝဲရဲ့နေဟောင်းမှာစောင့်နေကြပါတယ်သူတို့ကရေချိုးကန်အတွင်းမှာလှုပ်ဝက်လမ်းကြောင်းတစ်ခုကိုရှာဖွေတွေ့ရှိပြီးဆက်ရုပ်ခွေးတွေကိုလှိုင်ငူတဲ့ကိုကင်းထောက်စေလွှတ်လိုက်ပါတယ်ဘုံတလုံးတွဲမှာပောက်ကွဲသွားပြီးကြီးသားတပ်သားတွေကိုအံ့အားတင်သွားစေကအနီးနားကတစ်ပင်တွေကြားမှာပုံအောင်နေတဲ့ဂျင်ဟာဘဲကိုလှုပ်ကြံမှုရည်ရွယ်ခဲ့ပေမဲ့ဘဲကကြီးကရင်ထဲမှာရှိနေခဲ့တာပါဂျင်ဝမ်းမှာရွေးချယ်စရာမရှိတော့ပဲသူ့စီစဉ်ကိုခိတရွှေဆိုင်ကဘေးကင်းသွားတဲ့အခါမှာတော့ဂျန်ဟာသူ့တူမဂျန်နဲ့တွေ့ဖို့သွားပါတယ်သူလေးအသက်ရှင်နေတာကိုမြင်တော့ဂျန်ကသူ့ကိုလိန်တဲ့အတွက်စိတ်ဆိုးနေပေမဲ့သူမစိတ်ငြိမ်သွားတဲ့အခါဂျင်ဝမ်ကအမှန်တရားကိုဖွင့်ပြောပြလိုက်ပါတယ်သူကအရင်ကကျေးဇူးစစ်သားတယောက်ဖြစ်ပြီးဒက်ဝတ်မှာတနက်ရောက်တဲ့လုပ်ငန်းလုပ်ကိုင်ခဲ့တာသူလုပ်ခဲ့သမျှအားလုံးဟာသူမကိုကာကွယ်ဖို့ဆိုတာကိုရှင်းပြပါတယ်ဒါပေမဲ့ဂျန်ကဒီလိုရက်ဆက်တဲ့ဘဝနေထိုင်ပုံကိုလက်မခံနိုင်ပဲသူလေးရဲ့လောကကလည်းနှုတ်ထွက်ဖို့တောင်းဆိုပါတယ်အဲဒီညမှာသူမဟာသူပေးခဲ့တဲ့ထောက်ထားစာရွက်အတုတွေကိုယူပြီးသူ့ရဲ့လိုအပ်လမ်းကြောင်းကနေတယောက်တည်းထွက်ခွာသွားကတနေ့တည်းမှာတာမန်ဘဝတစ်ခုကိုနေထိုင်နိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်ကြံထွက်သွားပြီးတဲ့အခါကျောင်းဝမ်းကဘေဘီလုံးကရှေ့နေတဲ့ဆက်သွယ်ပြီးအဖွဲ့အစည်းနဲ့သဘောတူညီချက်တစ်ခုညှိနှိုင်းဖို့မျှော်လင့်ပေမဲ့တတ်မှတ်ထားတဲ့တွေးဆုံခြင်းကကျော်လွန်သွားပြီးရှင်းနေလက်ခံရရှိတာကကျောင်းဝမ်းပေးပို့ခဲ့တဲ့လှုပ်ဝက်ကြီးသားတပ်သားတွေရဲ့ဓာတ်ပုံများစွာပဲဖြစ်ပါတယ်အဲ့ဒီအခါမှာရှင်းနေရကျောင်းဝမ်းကိုဖမ်းဆီးဖို့ဆီလွတ်ထားတဲ့လောက်ကျန်တပ်ဖြတ်သူတွေရဲ့ဝန်းရည်ခြင်းကိုခံနိုင်ရပါတယ်သူကညှိနှိုင်းမှုပြည့်ပြည့်သွားပြီလို့ထင်ခဲ့ပြီးဂျင်ကသူကားအတွင်းမှာစောင့်နေရဆိုတာကိုမသိခဲ့ပါဘူးဂျေဇာတပ်သားတွေရဲ့အကြည့်တွေကိုရှောင်လွှဲပြီးဂျင်ကသူ့အခြေအနေကိုချပြလိုက်ခါသူကဘေဘီလုံးနဲ့ပြစ်ခတ်ရက်စဲစာချုပ်တစ်ခုကိုချိုးဆိုခြင်းနေပါတယ်အရေးကြီးဆုံးကအဖွဲ့အစည်းရဲ့အဖွဲ့ဝင်တဦးတယောက်ကမှဂျောင်ဂျင်ဝမ်နဲ့ဆက်ဆက်သူတိုင်းကိုထိခိုက်စေဖို့ခွင့်မပြုရပါဘူးသူတစ်ပြက်ကတော့သူ့တူမချန်ပါပဲဂျင်ဝမ်ကဖွဲ့စည်းကစာချုပ်ကိုလေးစားမဲ့ဆိုရင်ခိုးယူထားတဲ့စာဝတ်ဒေတာတွေကိုလူအများကြီးကိုဘယ်တော့မှပေါက်ကြားစေမှာမဟုတ်ဘူးလို့ကတိပေးပါတယ်ဒါပေမဲ့တူတူမရဲ့စပယ်တပင်ကိုတော့ထိခိုက်ခဲ့မယ်ဆိုရင်ဘေဘီလုံးရဲ့ဆက်စုပ်ဖွဲ့လိုဝက်ချက်တွေကိုကဘာတဝန်းလုံးကိုဖော်ထုတ်ပြမယ်လို့ချိန်ချောက်ပါတယ်ဂျင်ဝမ်ကလည်းလူသက်သမားတွေကိုလက်နဲ့ရောင်းပေးနေတဲ့သူ့ရဲ့ဓာတ်ဝက်ကိုကန့်သတ်မရှိပိတ်ပစ်ကမြေအောက်မောင်ကိုလုပ်ငန်းတွေကိုရက်ဆိုင်ပစ်မယ်လို့ဆိုပါတယ်ရှင်းနေကဂျောင်ဝဲတောက်ဆိုချက်တွေကိုအဖွဲ့အစည်းရဲ့ဒရိုက်တာလီထံပေးပို့ပေမဲ့ဒရိုက်တာလီအာနာမရှိတော့ပဲရုံးချုပ်ကနေဆစ်လွတ်လာတဲ့ကိုရီးယားဂျပန်လူမျိုးတစ်ယောက်ဟာအဲ့ဒီနေ့မှာရောက်ရှိလာပါတယ်သူကဒရိုက်တာလီရဲ့မဆန်းဆောင်နိုင်မှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်အရင်ကထိတ်တန့်ကြီးစားတပ်သားတွေကိုဘေဘီလုံရဲ့ကိုရီးယားဌာနခွဲကိုရှုပ်ထွေးအောင်ခွင့်ပြုလိုက်တဲ့အတွက်ဒရိုက်တာလီကယာတုကနေထုတ်ခံရပြီးဒရိုက်တာအသစ်ကပြတ်သားစွာလှုပ်ဆောင်မှုဒရိုက်တာလီကိုတက်လီကာအတွင်းမှာတပ်ဖို့သူ့လူတွေကိုမိတ်ပေးလိုက်ပါတယ်ချိန်ထဲမှာပဲဂျန်ဟာဝေးလံခေါင်တီရဲ့ကျွန်းပေါ်မှာခြေချနေထိုင်နေပြီးတနေ့တိတိကုံလွန်သွားခဲ့ပေမဲ့သူမရဲ့အတွင်းစိတ်အိမ်မက်ဆိုးတွေကဘယ်တော့မှပြောက်ကွယ်မသွားခဲ့ပါဘူးသူမဟာသူ့လေးရဲ့တေစီတက်တဲ့ပြိုင်ဘက်ဆယ်ချောင်းရဲ့အိမ်မက်ကိုဇက်တိုက်မှတ်နေပါတယ်သူဟာအခြေစားလုံးကျန်တက်ဖြတ်သူတယောက်ဖြစ်ပြီးညာတိုင်းဆယ်ချောင်းကသူမကိုလိုက်ဖမ်းနေတာကိုမြင်မှတ်နေရတာပါထက်ခါတလဲလဲအိမ်မက်ဆိုးရဲ့ညှင်းဆဲမှုကိုခံရတဲ့အတွက်ဂျန်ဟာကျုံးပေါ်မှာဘယ်တော့မှအသားတကျမဖြစ်ခဲ့ပါဘူးမိကုန်းတွေကိုသူမဘယ်တော့မှမဖြေခဲ့တာကြောင့်ဒေသခံဖွားဝူတွေကသူမကိုခေါင်းမာတယ်လို့ထင်ကြပါတယ်ယူချင်းဆိုတဲ့ဆယ်ကျော်သက်ကောင်လေးတယောက်ပဲသူမကိုထူးခြားစွာဆက်ဆံပြီးဖွားဝူတွေရှိမှသူမတို့အမြဲစကားပြောပေးပါတယ်အဲဒီနေ့မှာယူချင်းကပင်လယ်စာတပကံကိုဂျန်ရဲ့အိမ်စီယူလာပါတယ်သူကတခါနောက်မှာကြာပြင်းစွာအော်ခေါ်ပေမဲ့အဖြစ်မရခဲ့ပါဘူးဂျန်ဟာနောက်ထပ်အိမ်မဆိုးတစ်ခုထဲမှာကြားရောက်နေပြီးကြောက်လန့်ကြအော်ဟစ်နေပါတယ်သူမအတွက်ဆိုရင်တဲ့အတွက်
ယူချင်းကချန်တတိုင်းကိုခုန်တက်လိုက်ပါတယ်သူမြေပေါ်ကိုဆင်းသက်တာနဲ့လိုဝက်ထောင်ကျော်တစ်ခုကသူ့ချစ်ချင်းကိုဖမ်းဆုပ်ပြီးဘေးတိုက်ဆွဲချလိုက်တဲ့အခါစူညံတန်ကိုကြားပြီးဂျန်ကသူမရဲ့တက်နက်ကိုကင်ကပဒင်းပေါက်စီရှောက်လာပါတယ်ယူချင်းလာရောက်တဲ့အကြောင်းကိုတီးပြီးသွားတဲ့အခါသူမကလက်နက်ကိုဖုံးကွယ်ပြီးထောင်ကျောက်ကနေလွန်အောင်လှုပ်ပေးလိုက်ပါတယ်ယူချင်းထွက်သွားပြီးတဲ့နောက်ဂျန်ဟာစိုးရိမ်နေစေဖြစ်ပြီးအိမ်တွင်းကိုပြန်ရောက်တဲ့အခါသူမရဲ့ကွန်ပျူတာပေါ်ကသူ့ရဲ့ CCTV ကိုငေးကြည့်နေပါတယ်သူမကကိုယ့်ကိုကာကွယ်ဖို့အတွက်ခြံဝန်းတစ်ခုလုံးမှာကင်မရာတွေတက်ဆင်ထားခဲ့တာပါသူမရဲ့ဆဲဖုန်းကပြတ်နေတာကြောင့်ဂျန်ကတစ်တလုံးဝယ်ဖို့နောက်တစ်နေ့မနေ့ကတုတ်တင်မောနဲ့မြို့ထဲကိုသွားဖို့စီစဉ်ကတင်မောပေါ်မတက်ခင်ယူချင်းကနောက်ဆုံးပြန်လာမဲ့ကတုတ်တင်မောကိုလဲခဲ့မယ်ဆိုရင်သူ့ကိုဆက်သွယ်ဖို့ပြောခဲ့ပါတယ်မြို့ထဲရောက်တဲ့အခါဂျန်ကဖုန်းအသစ်ဝယ်ပြီးဘတ်စကားစီးနေပါတယ်ကြာခင်မှာလူတစ်ယောက်ကသူမနောက်ကိုလိုက်လာနေတာကိုသတိပြုမိပြီးသူ့လေးတင်ပေးခဲ့တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကိုတုံးချကသူ့ကိုအင်အားသင့်စွာတိုက်ခိုက်ပြီးဘယ်သူဆလွတ်လိုက်တာလဲလို့မေးမြန်းခဲ့ပါတယ်အဲ့ဒီလူကသူကဖုန်းဆိုင်ကဝန်ထမ်းသာဖြစ်တယ်လို့ရှင်းပြတဲ့အခါအထင်မှားတာကိုရှင်းသွားပေမဲ့ဂျန်ဟာကြောက်ရွံ့မှုကမလျော့သွားပါဘူးဆယ်ချောင်းကသူမရဲ့မျက်လုံးရှိမှာကြောက်မွတ်ဖွယ်ကောင်းတဲ့အပြုံးနဲ့ပေါ်လာပြီးသူမဟာသူ့ဦးလေးလိုပဲမွေးရပါတိုက်ခိုက်သူတယောက်ဖြစ်တယ်လို့ပြောနေရကြောင်းသူမဟာထင်အောင်ထင်မှားဖြစ်နေတာကိုဖယ်ရှားဖို့ပြင်းထန်ရုန်းကန်နေရပါတယ်အဲဒီညမှာရာသီဥတုကပြင်းထန်လာပြီးကတိုးဝင်ဆောင်မှုအလုံးဆိုင်ငံ့လိုက်ပါတယ်ဂျန်မရွေးချယ်စရာမရှိတော့ပဲယူချင်းကိုဖုန်းဆက်လိုက်ပါတယ်မကြခင်မှာယူချင်းကသူ့လေနဲ့သူမကိုလာကြိုပြီးတင်းမောပေါ်မှာပေါင်မုန်းတဲ့နိုးကိုပေးလိုက်ကဂျန်ကသူမရဲ့ချန်ဝင်းတစ်ဝိုက်ကထူးဆန်းတဲ့ပစ္စည်းတွေအကြောင်းသူဘာကြောင့်ဘယ်တော့မှမမေးတာလဲလို့ဆက်ဆူလာပါတယ်ယူချင်းကလူတိုင်းမှာကိုယ်ပိုင်လိုအပ်ချက်တွေရှိတယ်ဆိုတာသိတယ်ဆိုပြီးဖြေချကအခြားသူတွေရဲ့လိုအပ်ချက်တွေကိုစုံစမ်းလိုစိတ်မရှိဘူးလို့ပြောပါတယ်သူတို့စကားပြောနေတော့ကမ်းခြေဆောင်တက်ကပေါ်လာပြီးယူချင်းရဲ့တင်မောကိုစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်ယူချင်းကရုတ်တရက်ထိတ်လန့်သွားပြီးတစ်တာတော်တော်များများကိုအလင်းမြန်ဖုံးကွယ်လိုက်ပါတယ်တစ်တာတွေအတွင်းထဲမှာတနက်ဒါဇင်နဲ့ချီရှိနေပြီးဖမ်းဆီးခံရမှာကိုစိတ်ပူပန်းကယူချင်းကတနက်တိုင်းကိုပင်လယ်ထဲကိုပစ်ချလိုက်ပါတယ်ဂျန်ကယူချင်းရဲ့ဖုန်းပေါ်မှာမက်ဆေ့တစ်ခုပေါ်လာတာကိုသတိထားမိသွားပါတယ်ပို့သူဟာလူတက်မှုအတွက်ငှားရတဲ့ website ကနေဖောက်တဲ့တယောက်ဖြစ်ပြီးသူတို့ရဲ့ကုန်ပစ္စည်းတွေကိုပဲချိန်လာယူနိုင်လဲလို့မေးနေပါတယ်။သူမမြင်လိုက်ရတာကိုအံ့အားသင့်သွားတဲ့ဂျန်ဟာနောက်တနေရာမှာဂျန်ဝမ်က website ပေါ်မှာစူကြီးကြော်ညာတစ်ခုကိုမြင်လိုက်ရတယ်ဆိုတာကိုမသိခဲ့ပါဘူး။အဲဒီကြော်ညာကပျောက်ဆုံးနေတဲ့ဂျန်ကိုရှာဖွေနေပြီးသူမကိုဖမ်းဆီးရမိသူအတွက်အမေရိကန်ဒေါ်လာ2 သန်းစူကြီးကန်လန်းထားတာပါ။